ဟိုင်းဟင်းလေးချက်ပြမယ်နော် stir fry လေးပေါ့ကိုလိုဖာရွေးနဲ့ကြော်တာဒါက QC နဲ့ပဲငံပြရေးနေလိုက်မယ်နော်ကျေးဇူးကြီးစီတာတယ်QC နဲ့ပဲငံပြရေးလေကားတာလေးကိုထည့်လိုက်မယ်လေးရဟဲ့ဒီကအောင်ကြားလေးထည့်မယ်အဲ့ဒီလေးတစ်ချက်ထည့်မယ်သုံးတော့လာချက်တယ်ဒီဘာမဟုတ်လို့ဖြစ်နေ။ငါကြိုင်ဝါတီပေါ်လာတယ်။ဒီကောင်ကိုလိုဖာရွက်တယ်။ဒီလိုမျိုးလုပ်ကြတယ်။ရတာလေးလေးပါဆောင်းပြီးရတဲ့ချက်ကြီးရပြီလားဒီချက်ကြီးကျမှဆိုတော့ဆက်တယ်ဒီလိုမျိုးဆက်တယ်ဒီကောင်းမှုကိုရှင်းနေရပါပြီနော်ဒါလေးတွေကိုမျှဝေတာဖြစ်ပါတယ်။စင်ပြေချက်စားကြည့်ပါ။ Thank you ပါ။